ငါဘယ်လိုဖြစ်တာလဲဟောသိမလို့လားဟိုဘက်ကပြီးသွားရင်သိမ်းသွားလိုက်လေဒါတော့မပြီးသေးဘူးစကားပြောတာတေချာကြည့်ပြောနော်ဇမောဒီနားမှာထိုင်နေတဲ့တယောက်ပဲရောက်လာရှင့်သူစားတင်ငယ်စရာသူစားလည်းမသိဘူးမူရလည်းမသိဘူးတခါမှမတွေ့ဘူးအခုမှတွေ့ဘူးလားကျုပ်သိနေတာခင်ဗျာကျုပ်ဖုန်းကိုဘာလုပ်တာလဲဘယ်လိုဆက်တာလဲအောက်မှာရှင့်ဖုန်းဒီမှာဘာလို့ပြောရမှာလဲဒါကျမတင်ငယ်ချင်းရဲ့ဖုန်းသူစားရဲ့ဖုန်းဩခက်တော့တာပဲဒါကျုပ်ဖုန်းဒီဟာစီစားကြတယ်ကျုပ်မှားထားတာနော်ဟိုမှာသွားရွှေ့ခိုင်းလို့ခဏသွားရွှေ့ရင်ခင်ဗျာတကယ်ကျုပ်အပ်ခဲ့တာယုံကြည်လို့အပ်ထားဒီလိုလုပ်လို့မကောင်းဘူးပါဒီမှာရှင်မိန်းကလေးတယောက်တည်းထိုင်နေဆိုပဲဒါပဲဇလန်းရှောင်မှုစူးစမ်းနေနော်ဇလန်းရှောင်ငါမဟုတ်ဘူးမင်းငါဖုန်းဒီစားကြတယ်ငါမှားထားတာဒီမှာဒါရှင်ဖုန်းဆိုတော့ရှင်ဘယ်လိုတက်တည်ထောက်ထားပြမလဲကဲပြောဒီမှာဟောထောက်လိုက်ပါနော်ကဲတော့သူစားလားမူလားခင်ဗျားတကယ်ချင်းတော့ပြောဒီမှာကျွန်တော်မှာလာတဲ့စားကြရတဲ့စားဖြစ်တယ်ကျွန်တော်ဖုန်းလည်းပြောတယ်ဘယ်ဒီမှာလဲဟာဒီမှာဟာစားလို့ကြတယ်ပြောနေတာမကောင်းတာဒီမှာစားလိုက်ဒီလိုဘာမလို့မမခင်ဗျားမဟုတ်သူကြောက်ကဲဘယ်တော့ကြာလဲပြောဟုတ်ပါရဲ့ဟာဒီတော့ကြီးရှောက်မတွေ့နဲ့နော်ဒီမှာဘောက1000ကော်ပီက900 1500ဆိုတော့ကဲရောမှာသွားအလုံးလုံးမပြီးဘူးဘာလဲရှင်းရလဲဒီမှာကျုပ်ဖို့ခင်ဗျာဘယ်ဆက်သွားလဲမသိဘူးဥပမာစီးတော့ပြောရဘယ်နဲ့လုပ်လဲမဆက်ဘူးဘယ်မှမဆက်ဘူးမရောက်ရှာမယ်မပြောဘယ်မှမပြောလာဘူးကောင်းမယ်ဟာတော့နေမှာလားဟုတ်ဟုတ်ဟုတ်ပြဿနာပဲဟာဟိုဆိုတော့မှကြံခဲ့ပြီထုံးတယ်ဟိုလူနဲ့စကားမပြောချင်ပါဘူးဆိုမှတွားရအောင်လို့ဒုက္ခဒီမှာဒီမှာဟိုကျမတို့ကားတော့ဘာကားတော့လဲဟာဟိုဆိုတော့မှကျမကားတော့ကြံခဲ့ပြီအဲ့ဒါခဏလေးများဒီမှာကျွန်တော်မုတ်စားလို့နော်အာယုံခံနေဒီမှာရှင်မုတ်စားတာအရင်မကြည့်ကျမတို့ကားတော့ဘာမှလဲတွေ့မိလားလို့မေးနေတာဟာဒီမှာကျုပ်ကမုတ်ကိုအခုချိန်မှာဒုတိယပြန်စားရတာနော်ခုနကစားမဲ့ဥစ္စာငတ်တဲ့လူပြောစားပါလို့ကျွန်တော်မုတ်စားလို့ရှိရင်စိတ်နဲ့စားကြည့်ပြီးတော့အဆင်ပြေပြီဆိုတော့ပါဇက်နဲ့စားတော့ဒီမှာရှင်ဘာနဲ့ပဲဆက်စားရေးမကြည့်ဘူးကျမကားတော့တွေ့မိလားလို့မေးနေတဲ့ကိစ္စဒီမှာဟာဒီမှာကျမကားတော့တွေ့လားမတွေ့လားအဲ့ဒါအရှင်ပြောလိုက်ဟုတ်ကဲ့မစားဘူးစိတ်မရှိတော့ပါစိတ်မရှိလို့မရဘူးငါတို့တော့ရှင်းရသူလည်းသိရတယ်နင်လာဖြည်းဖြည်းလေးပြောကြည့်လိုက်နော်ကိုကြီးဟာနင်ဘယ်တော့မှလဲတော့ပြင်ကလာတော့ခေါ်မယ်လေဟာငါလည်းတော့မှတော့ပြင်ကလာဘာနဲ့တော့မှလဲတက်ဆီနဲ့သွားခေါ်မှာပေါ့။ညနေတက်ဆီနဲ့သွားခေါ်မယ်ဒါနဲ့ကြိုးစားကြည့်ပါ။ဆက်ရှိထားစမ်းပါ။နင်ကလည်းလောက်ပါ။ဟာနင်ကဒီလိုပြောနေတာဒီမှာ
ဒီမှာအဲ့ဒီအစားစားပြီးနောက်တော့မှရှင့်စပိုးနေအောင်ဆဆဘယ်လိုပဲဆဆနောင်းပါစားအခုလို့ဆိုကျမတို့ကတော့တွေ့လားမတွေ့လားဒါပဲပြောမြင်မြင်ပြောဘယ်မှာလဲဘယ်သူယူသွားတာလဲ ဩဟုတ်ဒီဒီကြကြအဲ့တော့ပြည်စည်းတော်မှာဂရုမစိုက်ပဲလုံးချင်တယ်လုံးသွားလို့ရှိရပဲခင်ဗျားတို့ကတော့ပြုတ်ကိုအပ်ခဲ့တာမှမဟုတ်တာ ဟာဘယ်သူယူသွားတာလဲပြောစပွဲလို့လား ဒီဘွဲလို့ဆိုလို့ချင်းခင်ဗျားတို့ပြန်ဝင်လာပြီးလာပြီးမှာပေါ့ခင်ဗျားတို့က အဲ့ဆိုရှင်ကျမတို့ကတော့ဆုံးပြီပေါ့အဲ့ကြောင့်နှုတ်ငါစောရဲပြောပါလေကတ်လားတော့ခေါင်းပြီးရော ဒီပြပေါ့ဗျာဘယ်လိုဖြစ်နေလဲဟင်ခင်ဗျားတို့ကတော့ပြန်ရရင်ပြီးရောမလား တွေ့လားငါပြောသားမယ် ဘယ်မှာလဲဘယ်မှာလဲဘယ်သူသွားတာလဲကဲဆောက်လုပ်ပြီးပြီလားပြီးလို့ရှိရင်လည်းပြောတော့ကျမကတော့ဘယ်သူယူသွားတာလဲ ခင်ဗျားတို့ကတော့ဒီဆိုင်ထဲမှာရှိတဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကိုချင်းစာတရားရှိတဲ့လူပြောရင်ကွာ ဘယ်သူလဲအဲ့လိုပဲမှာလဲ ဒီမှာ ရှင်စိတ်ကောင်းနှလုံးကောင်းရှိတယ်အမလေးမပြောလိုက်ချင်ဘူး ဒီမှာနော်ခင်ဗျားတို့ကတော့ပြန်ရပြီ ပေး ဟောနေတခုတော့မှာထားမယ်နော်ခင်ဗျားတို့ကတော့ကျုပ်သိမ်းထားပြီးတော့ပြန်ပေးပြီးပါပြီကျုပ်ကမကျေနပ်တဲ့စိတ်နဲ့ဟိုနောက်မှာရက်ထားတဲ့လန်ကူစာအမဲကိုတခုခုမလုပ်ပြီးနေဝင်တိုက်တာဆယ်ပြားသီးနဲ့ချက်သွားတာနော် လောက်တော့ပါဖြစ်တယ် အလို့ပြဿနာတက်သွားမှာပေါ့ မလုပ်ဘူးရှင်နဲ့လည်းလုံးဝပတ်သက်ချင်အခုလည်းမပတ်သက်ချင်နောင်လည်းမပတ်သက်ချင်အဝေးကနေရှောင်နေသိရလားပေးအိတ်ကတော့ပေး ပါလိုက်ပါရဲ့နော်သွားမကြည့်နဲ့နော် ငါနည်းနည်းလေးမှမကျင်တော့ဘူးဟာငါတို့တခုခုလုံးဝမှဖြစ်လာ ဘာလို့လဲ ဒါစမ်းပါငါတို့စိတ်ငေါက်ရှက်ပြအောင်လုပ်တယ်သူ့လည်းနည်းနည်းပါစိတ်ငေါက်ရှက်ပြအောင်ပြက်လုံးမှဖြစ်လာ ပြဿနာလည်းတက်နေဘူးဟာ ဟဲ့ပြဿနာရှာတာသူ့ဟဲ့ဘာမှမဟုတ်တဲ့အမားတကူပုံကြီးချက်ပြောငါတို့ပြဿနာရှာနေတာခင်ဗျကြောက်လို့ရှိရင်လည်းဘာမှမလုပ်နဲ့သူ့သာကြည့်တာနော်ကြည့်ရကြည့်အောင်နော်ဘာလို့ဖြစ်လဲငါ့ကိုပြော အေးပါဟာဟိုကလေးလူကထိုင်ရတော့မချသေးဘူး ဟာလုံနေတာလေ ကားလေးလေးရှောင်းနေရတယ်ဘာလို့ရှောင်းနေလဲအဲ့လိုရိုက်ကြည့်မိနေပိုင်ရှင်မြင်သွားလို့ရှိရင်ရိုက်မိသွားလိမ့်မယ်ဟိုဆက်လျှောက်သွားလိုက်နော် ပတ်ရှင်ဒီကားပိုင်ရှင် ဟုတ်တယ်လေဦးလေးဦးလေးလည်းလိမ့်ပါပါလေဆက်လျှောက်သွားလိုက်ပါဆို ဒီကားပိုင်ရှင်ကငါကွာ ဟောဟုတ်ရလားဦးလေး ဘာမောမှလဲကွာမင်းတို့သူများကားလည်းမကောင်းကြံသေးတယ်မင်းတို့ကငါ့ကိုမယုံသင်ငါဘာလျှောက်ပြောနေရလဲ ဟိုတောင်းပါပါဦးလေးဟိုကျမတငယ်ချင်းတယောက်ကလေဒီကားကိုသူ့ကားလို့ပြောလိုက်လို့နောက်ပြီးတော့ကားကိန်းလေးလျှော့လိုက်တာ ဟုတ်ပါရဲ့ဦးလေးနောက်အဲ့လိုဖြစ်နေရတာ ဟာမင်းတို့မဖြစ်တာရင်မကြည့်ဘူးငါကားပြီးလေရောက်သွားပြီငါမစပယ်ဘိန်းမပါဘူးအဲ့ဒါပဲနဲ့လုံးမလဲကွာ ဟိုကျမကားပါတယ်ဦးလေးဟိုဦးလေးကားပဲကိုလေဟိုကျမကားနဲ့ယူလာပြီးတော့ကားကိန်းလေးသွားထုတ်ခဲ့တယ်လို့ဦးလေးရဲ့ ငါဘိန်းဖြစ်အောင်လေကွာမင်းတို့ကမဟုတ်ဘူး ဘာလို့ဖြစ်နေကြပြန်ရ ရှင်ပြောတော့လေရှင်ကအဗဒမစိတ်ကောင်းနှလုံးကောင်းရှိပါလေဆိုအချစ်နာပြပြေးသွားပါလေဆို ဟုတ်တယ်လေ အလကလူလေ ဟာခင်ဗျားကျုပ်ပါလေ ဟဲ့ရှင်ပြောဒါရှင်ကားဆိုရှင်ကားဆို ဟာ ဟာလက်ဆက်တော့မင်းကခြုံလိုက်တာဟုတ်ကွာ နေလေဦးလေးဦးလေးစကားရမ်းမပြောနဲ့ခင်ဗျားလည်းတေချာလိပ်ပတ်လဲအောင်ပြောနော်ခင်ဗျားကိုကျုပ်ပြောတဲ့ထဲမှာဒီကားကျုပ်ကားပါလို့တခိုးမှမပါဘူးအာဒီမှာတက်တယ်ရှိရမဟုတ်လားဟမ်အာဒီကားရက်ထားတဲ့လန်ကူစာအနက်ကိုဘာမှသွားမလုပ်ပါနဲ့ပြဿနာတက်လိမ့်မယ်အဲ့ဒီပိုင်ရှင်ကအရက်ပုဒ်တဲ့လောက်စိတ်ကတုတ်တယ်ဒါပဲပြောတာမင်းစိတ်ကောင်းလုံးမရှိရင်သွားလို့တာဟုတ်ဖြစ်မှာပေါ့ ဟာ